အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဘေးကင်းလုံခြုံကြပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ထွန်းကြည်ပါနိုင်ငံကျန်းသားဟောင်းတူဖြစ်ပါတယ်လို့ဒီနေ့အစီအစဉ်မှာလဲ Renew Agency ရဲ့ကျွန်တော်တို့နိုင်ငံရေးသုံးသပ်ချက်အစီအစဉ်ပေါ့နော်ဆိုတော့ဒီအစီအစဉ်မှာကျွန်တော်ရှေ့မှာလဲဒီခြေစင်းပေါ့ဗျာနော်ဒီစကညက်ပေါ့နော်အဓိကပြောချင်တာကလူပုဂ္ဂိုလ်တဦးပေါ့ဗျာအဖွဲ့အစည်းတစ်ခုခုကိုလူပုဂ္ဂိုလ်တဦးအဖွဲ့အစည်းတစ်ခုခုထိခိုက်နစ်နာစေလို့တဲ့ရည်ချက်တွေနဲ့ကျွန်တော်တို့က blame လုပ်နေတာလည်းမဟုတ်ဘူးနောက်တစ်ခုကတိုက်ခိုက်နေတာလည်းမဟုတ်ဘူးရည်ချက်ရှိပေါ့နော်အဓိကကျွန်တော်တို့စဉ်းစားတဲ့စဉ်းစားချက်သည်ပြည်သူကိုဖိုလ်ပြုတယ်ပြည်သူကိုအဓိကထားတယ်တော်လိုင်းဂျိုးစီဝါကိုရှိဒီလိုရည်ချက်တွေနဲ့ဒီစီဇန်တွေကိုကျွန်တော်တို့လောက်ကင်ဆောင်နေခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့သုံးသက်တယ်ဆိုတဲ့နေရာမှာဝေဖန်သုံးသက်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကဝေဖန်သုံးသက်အဖြေရှာတယ်ပေါ့ဗျာအဲကျွန်တော်တို့တိုင်းပြည်မှာယဉ်ကျေးမှုပေါ့ဗျာတွဲဆုံဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာတဲ့နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုထွန်းကားစေခြင်းတယ်ခက်စားစေခြင်းတယ်ဒီရည်ချက်တွေလည်းကျွန်တော်တို့ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီအခုတ िश ူအားပေးနေတဲ့ကျွန်တော်တို့ရဲ့ညီအကိုမောင်ရင်းနှမတွေမိဘပြည်သူလူထုတွေနောက်တစ်ခုကဒီ audience ပေါ့နော်ဆိုတော့ကျွန်တော်ကိုလည်းဝေဖန်ပါထောက်ပြပါ comment တွေမှာလည်းတိုက်တွန်းအကြံပြုချက်တွေကျွန်တော်အများအားလူကြိုးစုနေပါမယ်ဆိုတဲ့သတင်းစကားတွေလည်းပါကြပါတယ်အဲ့ဒီတိုက်တွန်းအကြံပြုချက်တွေပုံမှာလည်းကျွန်တော်တို့ကဒီတက်ကောင်းအောင်အခုပြောနေတဲ့အစီအစဉ်တွေထက်ကောင်းအောင်ကျွန်တော်တို့ကဒီပြောသွားဖို့လည်းအစီအစဉ်ရှိပါတယ်လို့ကျွန်တော်သုံးတဲ့အသုံးနှုန်းကကျွန်တော်တို့ရဲ့မိဘပြည်သူတွေလို့ကျွန်တော်သုံးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ညီရင်းကိုမောင်ရင်းနှမတွေအားလုံးကိုကျွန်တော်ကြည်ညိုပြီးသုံးခြင်းဖြစ်ပါတယ်ပေါ့နော်ကောင်းပြီဒီနေ့အစီအစဉ်မှာတော့ကျွန်တော်တို့အထူးသဖြင့်ပေါ့နော်စကိုင်းပေါ့နော်ကျွန်တော်တို့ရင်းမာပင်ပေါ့စားလင်းကြီးပေါ့နော်ရင်းမာပင်ခရိုင်စားလင်းကြီးပေါ့နော်အဲ့ဒီမှာမြေပြင်မှာပေါ့ဗျာလူတပ်ပွဲတွေရာဇဝတ်မှုတွေပေါ့ဗျာဆိုတော့တစ်ဖက်မှာဘုံရန်သူကလည်းကျွန်တော်ပြည်သူလူထုပုံမှာရရဆက်ဆက်ဗျာပြည်သူမရှိဘူးထောက်ခံတဲ့ဘက်နဲ့စန့်ကျင်တဲ့ဘက်ဒီဘက်နှစ်ဘက်ပဲရှိတယ်ဒါဘုံရန်သူရဲ့အတွေးခေါ်အယူဆနော်ဆိုတော့ဒီဘက်မှာကြည့်ပြန်တော့လေပြည်သူတွေအပေါ်မှာဗျာမမေးမဆမ်းမဲနဲ့တတိမပေးဘဲနဲ့ကြိုတင်အကြောင်းမကြားဘဲနဲ့လက်ရဲဇက်ရဲမင်းအွန်လိုင်းနဲ့ဒရန်းစားတဲ့ဖြစ်လာဒါဆိုရင်တာဝန်ရှိပါတယ်ဆိုတဲ့ပြည်သူလူထုကနေပြီးတော့အများအားလို့ပြောတယ်မန်ဒိတ်ငါတို့ကရတာ